မိဘတော်တော်များများကတော့တာသမီတွေအလုပ်ကောင်းတွေရတဲ့အချိန်ထိအသက်မရှိကြတော့ပါဘူးမိဘကိုဘယ်လိုထားမလဲလို့မေးလိုက်တဲ့အခါရွှေအင်ကြီးနဲ့ထားချင်တာမထားနိုင်လို့ဖြေပူးကြပါတကယ်တော့ရွှေအင်ကြီးစောင့်နိုင်တဲ့အခါမိဘတွေဟာအုပ်ကူတဲလဲရောက်နေပါမိဘကိုထောက်ပံ့သလားလို့မေးရင်ငါကလေးတွေကိစ္စတွေနဲ့ဘလောက်လို့မထောက်ပံ့နိုင်တဲ့အကြောင်းဖြေမိကြပါဒါပေမဲ့တင့်ကလေးတွေလက်လွတ်တဲ့အထိသူတို့တွေအသက်ရှည်ဖို့ကမလွယ်ကူပါဘူးသင်စိတ်ကူးနဲ့ပြင်ဆင်ထားတဲ့သူတို့ကိုပြန်ကြည့်ဖို့ဆုံးဖြတ်ထားတဲ့အချိန်ထိသူတို့မနေရဖို့များပါတယ်မိဘကိုပေးကမ်းတူတမ်းမှုပြန်လဲကြည့်ရှုဖို့ကျွန်တော်တို့ကိုမေးရင်ကျွန်တော်တို့ကတခြားအရာတခြားသူတွေကိုအရင်စဉ်းစားတွက်ချက်ကြပါတယ်အဲ့ဒါတွေကြော်လုံးမှအစွန်းထွက်တဲ့အချိန်အစွန်းထွက်တဲ့ငွေကြေးကိုသူတို့အတွက်ပေးကြတာပါဒါဟာလူတိုင်းနှီးပါပါပဲသူတို့အလဲတုန်းကတော့ကျွန်တော်တို့ကိုအရင်စဉ်းစားခဲ့တာဖြစ်ပါတယ်မိဘတွေရဲ့အတွင်းစိတ်ဟာတိတ်ကိုပြုတ်ဝက်တိတ်တီးလွန်လာပါတယ်ကျွန်တော်တို့ကိုအာမကိုဘူးကျွန်တော်စီကမတောင်းဘူးကျွန်တော်တို့မရှိလဲဖြစ်အောင်နေမယ်သူတို့ဘာသာသူတို့အဆင်ပြေအောင်နေနိုင်တယ်ဒီလိုအတွေးတွေရှိကြပြီတကယ်စိတ်တွေကတော့ကျွန်တော်တို့ကိုတိတ်ပြီးအားကိုးပါကျွန်တော်တို့ကိုတိတ်ပြီးလိုအပ်ပါကျွန်တော်တို့ရဲ့တိကျမှုကိုမျှော်လင့်ကြပါမိဘကိုတက်နိုင်သမျှလှုပ်ကြွေးပါလစာကောင်းတဲ့အထိမဆောင်ပါနဲ့တင်အားမဲ့အချိန်အထိမဆောင်ပါနဲ့သူတို့အိုမင်းနာမကျန်းဖြစ်တဲ့အထိမဆောင်ပါနဲ့ခင်ဗျာသူတို့ကအကူအညီတောင်းလာတဲ့အထိကိုမဆောင်ပါနဲ့ရွှေအင်ကြီးစောက်ပြီးတဲ့အထိမဆောင်ပါနဲ့နောက်ဆုံးပေါ်ကားကြီးနဲ့ဖျားတွေလိုက်ဖို့ပေးနိုင်တဲ့အထိမဆောင်ပါနဲ့ပတ်စံတွေအထုတ်လိုက်ရွှေတွေအထုတ်လိုက်ပုံပေးနိုင်တဲ့အထိမဆောင်ပါနဲ့တင်ဘဲဥတစ်ချမ်းစားရရင်သူတို့လည်းတစ်ချမ်းစားရပါစေတင်ကြက်သားတစ်ဒုံစားရတဲ့အခါသူတို့လည်းတစ်ဒုံစားရပါစေတင်ရီမောပျော်ရွှင်နေရချိန်မှာသူတို့မျက်ရည်ကျမနေပါစေနဲ့တင်ဘလောက်ပဲရရသူတို့အတွက်ပမာဏတစ်ခုအမြဲတမ်းချန်ထားပေးပါတင်ရဲ့ကလေးနေမကောင်းဖြစ်လို့ဆေးရုံပို့ပေးနိုင်သေးရင်သူတို့နာမကျန်းဖြစ်တဲ့အခါအ ਨੇ ဆုံးဆေးတော့ဝယ်ပေးနိုင်ပါစေသားသမီးကိုကစားကွင်းပို့နိုင်ရင်မိဘကိုအနှဲငယ်တော့အချိန်ပေးပါတေမမငိုပါနဲ့မသိခင်ကိုနိုင်နဲ့ဝင်နဲ့ထမ်းပိုးပါတေမအမျှဝေဆူတောင်းမလုပ်ပါနဲ့မသိခင်တက်နိုင်တဲ့လောက်ကျွေးပါတေမသူတို့အတွက်နေရာပေါင်းစုံမှာလိုက်မလှူပါနဲ့မသိခင်တက်နိုင်တဲ့လောက်ပေးကမ်းပါခင်ဗျာမိဘကိုလှုပ်ကြွေးပြုစုဖို့ချမ်းသာတဲ့အချိန်အားတဲ့အချိန်ထိမဆောင်ပါနဲ့ခင်ဗျာ